လူကြီးမင်းတို့ဤကားများတွင်အလှဆင်ကားစတစ်ကာများကိုကိုယ်တိုင်လွယ်ကူစွာဖြင့်လှုပ်ဆောင်နိုင်ရန်ရည်ရွယ်ပြီးတင်ပြလိုက်ပါတယ်စတစ်ကာမကတ်မီကတ်မြင့်နေရာကိုဖုံများကင်း၍တန်ရှင်းစေရန်6တွေ့သောအဝေးဖြင့်ပို့တိုက်ပေးရပါမယ်စာလုံးများဒီဇိုင်းများကိုတက်မှတ်စေရန်အတွက်စတစ်ကာအားကတ်မြင့်နေရာနှင့်နေရာအနေထားချိန်ပေးရပါမယ်စတစ်ကာရရှိသောစက္ကူသားကိုခွာရပါမယ်စက္ကူကိုခွာရမှာအကုန်မခွာဘဲအပေါ်ပိုင်းလေးသာခွာပြီးအနောက်ဖက်မှစက္ကူကိုခောက်လိုက်၍အသားဖိကတဖန်တက်မှတ်စေရန်နှင့်အနေထားတူညီစေရန်ချိန်ပေးရပါမယ်ညီပြီးဆိုပါမှစက္ကူခွာထားသည့်အပေါ်ပိုင်းစတစ်ကာကိုစတင်ကတ်နိုင်ပါတယ်ထို့နောက်အောက်သို့တဖြည်းဖြည်းတွန်းကပ်ပေးရပါမယ်စတစ်ကာတွေလေခိုပြီးမနေစေရန်အတွက်ညီညာသောအနားရှိတဲ့ကော်ပြားသို့မဟုတ်ရော်ဘာပြားဖြင့်ဖိဆွဲပေးရန်လိုအပ်ပါတယ်ဖိဆွဲပြီးပါကစတစ်ကာဒီဇိုင်းတွေအချွန်လေးများသို့မဟုတ်တင်းငယ်သောလိုင်းများပါပါကအပေါ်ရန်အကြည်သားကိုခွာရန်မလိုအပ်ပါဘူးဒီလိုဒီဇိုင်းများဖြစ်နေလေပြန်လဲခွာလို့မရတဲ့အကြည်သားကိုတစ်ခါတည်းကပ်ပေးလိုက်ပါတယ်တကယ်လို့ဒီဇိုင်းမှာဒူးတွေကြည့်ပြီးကားရည်စီးတဲ့အခါမှာပြန်မကွာနိုင်တဲ့ဒီဇိုင်းများဆိုရင်တော့အပေါ်ရန်ကအကြည်သားကိုပြန်ခွာလို့ရပါတယ်စတစ်ကာကပ်ပြီးသွားရင်ပေနေသည့်ကော်များကိုအဝတ်ချောက်ဖြင့်အပေါ်မှအနှဲငယ်ဖြီး၍ပုတ်တိုက်ပေးပါစတစ်ကာကပ်သည့်နေ့ရက်တွင်ကားရည်စီးခြင်းများမပြုလုပ်လျင်ပိုကောင်းပါလိမ့်မယ်ရှင်စတစ်ကာကပ်ပုံကတ်ဒီနှင့်အသုံးပြုပုံများကိုလူကြီးမင်းတို့ဝယ်ယူထားသောစတစ်ကာထည့်ထားသည့်အိတ်အတွင်းမှဂတ်တူစကူပြားပေါ်ရှိ White Star Facebook Page လိပ်စာသို့မဟုတ် QR Code အတွင်းသို့ဝင်ရောက်၍အသေးစိတ်ကြည့်ရှုလေ့လာနိုင်ပါတယ်။ QR Code အတွင်းသို့ဝင်ရောက်ကြည့်ရှုရန်ခက်ခဲပါကဂတ်တူစကူပြားပေါ်ရှိ QR Code ၏အောက်တွင်ရှိသော website လိပ်စာသို့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။